ဒါလေးအတူတူရွတ်ကြရအောင်နော်ဗုဒ္ဓဂုဏောအနန္တောဓမ္မဂုဏောအနန္တောသံဃဂုဏောအနန္တောဗုဒ္ဓောမေတရဏံအဉ္ဉံနတ္တိဓမ္မောမေတရဏံအဉ္ဉံနတ္တိတံဃောမေတရဏံအဉ္ဉံနတ္တိဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတံဃံတရဏံကိစ္ဆာမိအဲ့ဒီလိုလေးကိုတနေ့ကိုအချိန်ရရင်ရသလောက်ရွတ်ပေါ့နော်အဲ့ဒီရဲ့တနေ့တာရဲ့ထွက်ငွေကိုပြန်လဲဝင်လာစေတဲ့ဂါထာလေးကိုကျွန်တော်အမြဲတမ်းတင်ပေးတဲ့ခါမှာကွန်မန့်တွေလည်းအများကြီးတက်လာတာတွေ့တယ်တကယ်လည်းမှန်ပါတယ်တကယ်မှန်ပါတယ်တချို့ဆိုလို့ရှိရင်စီးပွားရေးတွေအဆင်ပြေလာတယ်အဲ့ဒီလိုတွေပြောကြတာရှိတယ်တချို့ကလည်းဘယ်နှချိန်ယူရမလဲဘယ်ချိန်မှာယူရမလဲဖျားစဉ်ရှိမှာပဲယူရမှာလားဘယ်လိုယူရမှာလဲမေးတာတွေရှိတယ်ဖျားသာရွတ်တဲ့အခါမှာဘယ်အချိန်မဆိုရွတ်လို့ရပါတယ်ဗျဘယ်အချိန်မဆိုရွတ်လို့ရပါတယ်ကိုကဖျားရှိခိုးတဲ့အခါမှာအချိန်ပေးပြီးတော့ရွတ်နိုင်တယ်ဆိုလို့ရှိရင်လည်းရွတ်လို့ရပါတယ်